ကျွန်တော်မှာအမေးအများဆုံးဒီမေးခွန်းပဲပေါ့နော်ကျွန်တော်တို့ profile ကောက်ကနေပြီးတော့ပေပုံစံပြောင်းထားတယ်ပေါ့နော်ပေပုံစံပြောင်းထားတယ်ကျွန်တော်တို့ကထိုင်းမလေးစင်ကာပူမှာနေတယ်ကျွန်တော်တို့နေတဲ့ country တိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ Facebook account မှာ country ပြတယ်တချို့ကြောက်တယ်ကျွန်တော်ကမြန်မာပြည်မှာနေတယ်ကျွန်တော်တို့အကောက်ကဒါကျွန်တော်တို့ country ချိန်ထားတယ်ပေါ့ဗျာဘူပီရင်သုံးပြီးတော့ထိုင်းဆိုတော့ထိုင်းမလေးဆိုလည်းမလေး country ကြနေတယ်ဒါဆိုရင်ဒီလိုမျိုး Facebook account တွေကပတ်စံရှာလို့ရလားဆိုတော့country ပြနေတိုင်း country ချိန်နေတိုင်းပတ်စံရှာလို့မရဘူးဘာကြောင့်ပတ်စံရှာလို့မရလဲကျွန်တော်ရဲ့မိတ်ဆွေကကိုယ့်ရဲ့ Facebook account ကိုID confirm ကဘာနဲ့တင်ထားတာလဲဒါကအရေးကြီးတယ်တချို့ကြတော့လေကျွန်တော်တို့ကမြန်မာပြည်မှာတစ်ချိန်ကနေတယ်ဗျနေတော့ကျွန်တော်တို့ရဲ့ Facebook account ကိုသုံးလာလဲ10နှစ်15နှစ်တန်းကဖြစ်လာပြီကျွန်တော်တို့ Facebook account ကိုကျွန်တော်တို့ကဒါမှတ်ပုံတင်နေပေါ့နော်ကိုကိုင်ဆောင်ထားခဲ့တဲ့မြန်မာမှတ်ပုံတင်နေ verify လုပ်ထားလိုက်ဗျာconfirm ဖြစ်တာပြီးသွားပြီကျွန်တော်တို့ကပြည်ပကိုထွက်လာတဲ့နိုင်ငံခြားကိုရောက်လာလဲပေါ့ဗျာထိုင်းမလေးစင်ကာပူဒီလိုမျိုးအသီးသီးရောက်ကြတယ်အသီးသီးရောက်ကြတော့ကျွန်တော်တို့ကကိုနေတဲ့နိုင်ငံ country လိုက်ပေါ့နော်ဘူပင်လေးတွေကဒါကျွန်တော်တို့ရဲ့ Facebook account ပေါ်မှာပြောင်းနေပြီပြောင်းနေရင်ဒီအကောက်ကပတ်စံရှာလို့ရလားဆိုရင်မိတ်ဆွေက confirm ဖြစ်ထားတာကမြန်မာဖြစ်ထားတယ်ဆိုရင်လုံးဝရှာလို့မရဘူးဒါကိုကျွန်တော်တက်သွင်းနေပြပြီးမယ်တချို့ကျတော့ဒီနေရာမှာတော်တော်လေးတိုင်ပတ်နေတယ်ဗျကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ဗျ Facebook ကောက်ကိုဖွင့်ထားတာကသုံးလာတာကလည်း10နှစ်တန်းကချီနေပြီဆိုတော့မြတ်တလို့သုံးလာတာအခုမှ Facebook ပေါ်ကပတ်စံရှာမှန်းသိတာတော့ကျွန်တော်တို့ရဲ့ account တွေကိုဒါပေးပုံစံပြောင်းလိုက်တယ်ဥမာအခုလည်းပြည်ပရောက်လာပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ Facebook ကရှေ့ကစာမျက်နှာမှာကြည့်နော် logo ရှင်းကတော့ထိုင်းဆိုတော့ထိုင်းမလေးဆိုလို့မလေးကြာနေတယ်ပေါ့နော်ဒါဆိုရင်ပတ်စံရှာလို့ရပြီလားမရဘူးကျွန်တော်တို့အကောက်က confirm ဖြစ်ထားတာကမြန်မာဖြစ်တာဆိုရင်ရှာမရဘူးတကယ်လို့ confirm မဖြစ်ထားဘူးကိုနေတဲ့နိုင်ငံက ID card ကိုကင်ဆောင်ပြီးတော့ confirm တင်လို့ရမှပတ်စံရှာလို့ရတယ် confirm တင်လို့မရဘူးဆိုရင်မရဘူးတချို့အကောက်တွေကြတော့မြန်မာပြည်မှာနေလာတာ10နှစ်15နှစ်တန်းကကျွန်တော်တို့ကနေလာပြီးသွားပြီကိုရက်ကောက်လည်းသုံးလာပြီးသွားပြီဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီကောက်ကပြည်ပကိုရောက်လာဥပမာထိုင်းကိုရောက်လာတယ်ပေါ့ထိုင်းကိုရောက်လာတယ်ကျွန်တော်တို့ကပတ်စံရှာခြင်းတယ်ဆိုရင်ကျွန်တော်တို့ကထိုင်း location ဖြစ်တယ်ဒါဆိုရင် confirm တင်ကြည့်တယ် confirm ပေးမတင်တာလည်းရှိတယ်ပေးတင်တာလည်းရှိတယ်ဒါကအတိအကျမဟုတ်ဘူးconfirm ပေးမတင်ဆိုဒီအကောက်ကပတ်စံလုံးဝရှာလို့မရဘူးconfirm ပေးလို့မှတ်ပုံတင်ခိုင်းလို့ရမှာဥမာထိုင်းရောက်လာတယ်ဆိုရင်ထိုင်းကကင်ဆောင်ထားတဲ့ ID card တစ်ခုခုနဲ့ကိုယ့်ရဲ့ Facebook အောက်ကမှတ်ပုံတင်ထားမှပတ်စံရှာလို့ရတာ okay ဒါကိုကျွန်တော်ပြပေးမယ်ဒီဘက်လေးကိုကျွန်တော်တစ်ချက်လှည့်လိုက်okay ဒါလေးကိုကျွန်တော်လက်တွေ့ပြပေးမယ်ပေါ့နော်ဒါကကျွန်တော် Facebook အောက်ထဲကိုကျွန်တော်ဝင်တယ်ကျွန်တော်လက်ရှိထိုင်းမှာနေတာနော်ကျွန်တော်ရဲ့ logo ရှင်းကိုတော့တစ်ချက်စစ်လို့ရတယ်ကျွန်တော် logo ရှင်းတစ်ချက်ပြပေးမယ်နော်ကျွန်တော်ရဲ့ logo ရှင်းကိုတစ်ချက်ကြည့်လိုက်မယ်လက်တွေ့ပြပေးမယ်နော်ဒီမှာဒါကျွန်တော်ရဲ့ logo ရှင်းကကျွန်တော်ထိုင်းမှာမကြည့်ကျွန်တော်ကထိုင်းမှာနေတယ်နော်ဒီမှာ run out ရန်အောင်ဘေးနားမှာကျွန်တော်နေတယ်နော်ဒါကကျွန်တော်ရဲ့ဒီနေရာကျွန်တော်ဒီအကောက်ဒီဒါထိုင်း logo ရှင်းကြနေတယ်ပေါ့နော်ကျွန်တော်ရဲ့အကောက်ကဒါထိုင်း logo ရှင်းကြနေတယ်ဒါဆိုရင်ဒီအကောက်ကကိုပတ်စံရှာလို့ရပြီလားထိုင်း location ကြတယ်ပတ်စံရှာလို့ရပြီလားဆိုရင်ဒီအကောက်ကပတ်စံရှာလို့မရဘူးဒီအကောက်ဒါတကယ်လို့ monetization အောင်ထားတဲ့page ထဲကိုရောက်သွားတာနဲ့ automatic အဲ့ဒီ page မှာ monetization ကျသွားမှာဒါကကျွန်တော်ရဲ့အကောက်ကျွန်တော်လည်းမသုံးဘူးကျွန်တော်လည်းထိုင်းမှာနေတာဒီအကောက်ကလည်းကျွန်တော်သုံးလာကြာပြီဒါပေမဲ့လက်ရှိသုံးဘူးဒါဆိုရင်အကိုရဲ့အကောက်က location ကထိုင်းကြတယ်နော်ကျွန်တော်ရဲ့အကောက်က location ထိုင်းကြတယ်ဘာဖြစ်လို့ပတ်စံရှာမရတာလဲပေါ့နော်ကျွန်တော်တစ်ချက်စစ်ပြမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ profile ကိုတစ်ချက်သွားမယ်setting လည်းတစ်ချက်သွားမယ်နော်သွားပြီးတော့ Simon ရဲ့ account center ကိုသွားမယ် personal data ကိုသွားမယ်ပြီးတော့ရင်ဒီမှာ identity confirmation ကိုတစ်ချက်သွားမယ်ဒီမှာကြည့်လိုက်ကျွန်တော်ရဲ့ account ကအရှိမ logo ရှင်းကတော့ထိုင်းကြတယ်ဒါပေမဲ့ဒီမှာကမြန်မာကြီးဖြစ်နေတယ်မြန်မာကို confirm ဖြစ်တာတယ်ထိုင်းကိုက confirm မဖြစ်ဘူးဒါဆိုရင်ဒီ account ကလုံးဝပတ်စံရှာလို့မရဘူးကျွန်တော်ဆိုလိုတာသဘောပေါက်မယ်နော်ဒီမှာ confirm ကမြန်မာဖြစ်တာတယ်ဆိုရင်ဒီ account ကလုံးဝရှာလို့မရဘူးသွားဝင်လိုက်တာနဲ့ monetization automatic ကျသွားလိမ့်မယ်ကျွန်တော်ပြောတာသဘောပေါက်တယ်ကျွန်တော်ပြန်ဝင်ပြမယ်နော်ကျွန်တော်ရဲ့ account ရဲ့ country လေးကိုကျွန်တော်တစ်ချက်ဝင်ပြပေးမယ်ဒီမှာကျွန်တော်ရဲ့ country ဒီကျနေတယ်ဒီ account ကို monetization အောင်ထားတဲ့ page တွေကိုသွားထည့်လိုက်အဲ့ဒီ page automatic ကျတယ်ဒီလောက်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေနားလဲသဘောပေါက်မယ်လို့မျှော်လင့်တယ်နော် okay ဒီလောက်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေနားလဲသဘောပေါက်မယ်လို့မျှော်လင့်တယ်နော်ကျွန်တော်တို့ကဘယ်နေရာမှာပဲရောက်နေကိုယ့်ရဲ့ Facebook account ကအခုလိုမျိုးမြန်မာမှတ်ပုံတွေနဲ့ verify ဖြစ်တာလဲဆိုရင်ဒီ account ကပတ်စံရှာလို့မရဘူးပတ်စံရှာမလို့ကျွန်တော်မှာဒီ account နဲ့ကျွန်တော်လည်းပတ်စံရှာကျင်တာပဲကျွန်တော်လည်းဖန်တီးနေလေလို့ပဲလုံးဝရှာလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ account နဲ့တခြား page တွေကိုသွားဝင်ပြီးသွားပြီသွားဝင်လိုက်တာနဲ့ monetization auto ရက်တယ်တချို့ account ကျတော့ page ကိုကျွန်တော်သွားဝင်နေ monetization တော့မရက်ဘူးဒါပေမဲ့ကျွန်တော်ဒီ account နဲ့ကျွန်တော်စမ်းသပ်ချင်တာဖြစ်တဲ့တော့ဒီ account နဲ့ကျွန်တော် post တစ်ခုတင်လိုက်တယ်မင်္ဂလာပါတာယာတော့နေ့လေးဖြစ်ပါစေဒီလောက်လေးကျွန်တော်တင်လိုက်တာနော်ဒါကို account ကหนีသွားတယ်အဲ့ဒီ page monetization ပဲหนีသွားတယ်ချက်ချင်းကျွန်တော်ဒီအောက်ကိုဖြုတ်ပြီးအဲ့ဒါတွေချက်ချင်းပြန်ဖြည့်ရှင်းရတယ်ဒါကြောင့်ဒါကျွန်တော်ရဲ့အတွေ့အကြုံကိုကျွန်တော်ပြောပြပေးတာတယောက်နဲ့တယောက်နဲ့တူတာမတူတာတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်မှာဖြစ်တဲ့အကြောင်းကိုကျွန်တော်ရဲ့မိတ်ဆွေတို့ sharing နေနဲ့ပြောပြပေးတာကိုယ့်ရဲ့ Facebook account ကဘယ်နေရာကိုရောက်နေပါစေဟိုထိုင်းမလေးပြည်ပကိုကြိုက်တဲ့နေရာရောက်နေပါစေတချိန်ကကျွန်တော်တို့ကမြန်မာပြည်မှာနေခဲ့တယ်မြန်မာမှတ်ပုံတွေနဲ့ verify ဖြစ်ထားပြီးသွားပြီဆိုရင်ဒီ account ကလုံးဝငွေရှာလို့မရဘူး
ပေးတဲ့ကိုရောက်ပြီးတော့ပေးရဲ့စတင်ပိုင်းနေမန်နေလောက်လိုက်ပို့မတင်တော့မန်နေလောက်ထားတော့ကွန်မန်းနေရပိုင်းပြန်လာတော့မရဘူးပေါ့နော်ဒါကြောင့်ဒီဗီဒီယိုလေးကိုကျွန်တော်ရင်ဖြစ်နားလေသဘောပေါက်ပြီလို့မျှော်လင့်ပါတယ်ရတယ်မရဘူးရုံနဲ့မြေုံမေးစမ်းကျင်တဲ့တပါဆိုရင်လည်းစမ်းကြည့်လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့စမ်းဖို့တဲ့လူစမ်းထားတာဖြစ်တဲ့အတွက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ဒါ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဟုတ်